နေပြည်တော်ရောက်လို့ရှင်လေထိုင်းရေးဆိုင်မထိုင်မနေရဖြစ်ရတဲ့အဖွဲ့ဆိုလို့ရှင်အမင်းတို့အဖွဲ့ကိုပြောပါလိမ့်မယ်တော်တွင်သားစစ်စစ်ပြီးအခါအားလေးကိုရနိုင်ပါသည်တဲ့စာကလေးဂျိုးရေပဲတောင်တုတ်ကြည်သားဖြူသားတော်ဝတ်သားဆက်သားဒီတစ်ခေါက်တော့လွန်ခဲ့တဲ့တစ်နှစ်ခွဲကျော်ကအမင်းတင်ခဲ့ပေးပြီးတဲ့ vlog လေးရှိရပေါ့နော်အဲ့ vlog လေးထဲမှာထိုင်းရေးဆိုင်လေးတစ်ဆိုင်ရှိတယ်အဲ့ဆိုင်ကလည်းအမင်းထိုင်မှုတဲ့ထိုင်းရေးဆိုင်တွေမှာဆိုလို့ရှိရင်အမီးတွေထူးထူးဆန်းဆန်းလေးရတဲ့ဆိုင်လို့ပဲပြောရပါလိမ့်မယ်ဒီဆိုင်လေးကလေဝေးမျိုးကနေအထွက်ပေါ့နော်ရန်ကုန်မန္တလေးလမ်းဟောင်းပြီးကြလို့ရှိရင်ပတ်တာရွာအကျော်တာပေါင်တိုင်းလိုက်တော့လို့ရှိရင်ရောက်နိုင်တဲ့တာပေါင်ဆိုတဲ့ထိုင်းရေးဆိုင်လေးပဲဖြစ်ပါတယ်တောင်ဆက်ရပြပါရတောင်ဆက်ရတင်းငွေချက်မွေတာမွေတော့လင်းမွေဒီထိုင်းဆိုင်ထူးဆန်းတယ်နော်ထမ်းပင်တော့မမြင်ရဘူးအဲ့ဒါမင်းမမတွေ့ဘူးအုံးမင်းတော့မမြင်ရဆိုင်လေးကကျွန်တော်စိုက်ခင်းနေအလဲမှာရှိတယ်ပြီးကြလို့ရှိရင်သူကတီးခြားလေးတနေရာဖြစ်နေပြီးတော့ထိုင်းရတယ်လေးတဖြည်းဖြည်းနဲ့သူထိုင်းလို့ကောင်းတယ်ပေါ့နော်အဲ့ဒီအနေနဲ့ကတော့အမင်းသွားတဲ့ချိန်ကတောင်စိတ်သားရလို့တောင်စိတ်သားလေးမြည်ကြည့်ပါတယ်တောင်စိတ်ဒါမောင်စိတ်နောက်ထပ်မှာဖြစ်တာကတော့မပါမဖြစ်ငပိတုပ်လေးပေါ့နော်အဲ့ဒါလေးလည်းမှာဖြစ်တယ်ရုံလေတော့ချက်ရုံလေတော့ချက်တော့ယုံလားမျိုးယုံလားသူပြောသမျှရှိသူပြောသမျှရှိတွေ့ကြုံနေပေါ်လာသူပြောသမျှယုံလို့ပြောတဲ့ဒီယုံသားဟင်းလေးပေါ့နော်အဲ့ဒါလေးကိုလည်းမှားပစ်ခဲ့တယ်ယုံသားဟင်းလေးလည်းမှုမွေးလေးနဲ့ပေါ့နော်အနံလေးလည်းမစိုးဘူးအရသာလေးရတယ်ချွတ်ချိုလေးနဲ့တော်တော်လေးစားကောင်းတယ်ဒါယုံလေသမားချက်ပါယုံတော့ယုံနေပါထိုင်းရည်လေးလည်းအချိန်ရလာပြီးတော့စကားတိတ်ပြီးတော့မပြီးတော့ဘူးအဲ့တော့အဖွဲကကြာလာပြီဆိုတော့ထိုင်းရည်လည်းတမြူပြီးတမြူစပြီးတော့ကုန်သွားတယ်ပေါ့နော်ဒါပေမဲ့ထိုင်းလို့ကောင်းတယ်တောက်လို့ကောင်းတယ်နောက်ပြီးကြလို့ရှိရင်အစားအစာလေးကောင်းတယ်ပေါ့နော်တာပေါင်ဆိုင်လေးကိုလည်းအဓိကရွေးပြတဲ့အကြောင်းအရာတွေမှာဆိုရှင်နံပါတ်1ကသူ့ဆိုင်ကအမီးလေးတွေစုံတယ်နံပါတ်2ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအမီးလေးတွေကလေကျွန်တော်တော်ရုံတန်ကိုမတွေ့ရတဲ့အမီးမျိုးလေးပေါ့နော်နောက်ပြီးလို့ရှိရင်သူ့ဆိုင်အမီးလေးတွေကဈေးလေးကလည်းမစိုးဘူးပေါ့နော်ထိုင်းရည်လေးကတော့အရန်ကြီးစိတ်တိုင်းမကြပါပဲသူ့ဆိုင်လေးကထိုင်းလို့ကောင်းတဲ့ vibe တစ်ခုရှိတယ်လွတ်လွတ်လပ်လပ်ဖြစ်တယ်ပေါ့နော်အဲ့အချက်လေးတွေအမင်းသဘောကျမိတယ်နောက်ပြီးလို့ရှိရင်အမင်းတို့ထန်းတော့ရတိုင်းမှာပြတာဆိုလို့ရှိရင်ဒီပဲကြီးတုပ်ပေါ့နော်အဲ့ဒါလေးလည်းမှားပြတယ်အမီးကောင်းကောင်းလေးနဲ့မိတ်ဆွေကောင်းကောင်းလေးနဲ့ထိုင်းရတဲ့အခိုက်အတန့်လေးတကယ်ကိုမှအသားရပျော်ရွှင်စရာကောင်းတဲ့အချိန်လေးလိုပဲအမင်းခံစားမိတယ်နောက်ထပ်မှာပြတဲ့အမီးထဲမှာဆိုလို့ရှိရင်ဒီစိတ်လက်ဖက်တောင်းလေးလည်းမစိုးစိတ်လက်ဖက်တောင်းလေးလည်းကောင်းတယ်တချို့တွေလည်းရှိတယ်ပေါ့နော်ဘာပဲလာလာအရင်ဆုံးတံမြာတိပြေးစမ်းတဲ့အဖွဲ့တက်တက်ကိုရှိသေးတယ်ဒီဆိုင်လေးက snidering လိုနေမျိုးတွေပြီးကြလို့ရှိရင်အားလက်ရလိုနေမျိုးလို့ဆိုလို့ရှိရင်လူချတယ်ပေါ့နော်ပြီးကြလို့ဆိုင်မှာအဆူညံလို့မရဘူးစောင်းပေါက်စင်နဲ့တချင်းဆိုတာခွင့်မပြုထားဘူးပေါ့နော်ဂီတာတီးချင်တော့သူတို့ကဂီတာငှားလို့ရတာပေါ့နော်အဲ့ချက်ကလေးကိုသဘောကျတယ်ဂီတာပေါင်ထိုင်းဆိုင်လို့ရောက်ခွင့်လို့ရှိလို့ရှိရင်လည်းအမှတ်တရလေးဝေမျှပေးခဲ့ပါအောင်နော်ကျွန်တော်ကတော့ဒီမှာစားမဲ့အပင်ကိုထုံးဖြစ်ပါတယ်ခင်ဗျ vlog လေးအဆုံးထိအောင်ကြည့်ရှုပဲ tutorial channel ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ bye bye and see you in the next vlog